Do you work in a restaurant? Do customers speak English and you don't know what to say? Don't worry. ဒီနေ့မှာတော့စီဗီယာငါစသက်ဆယ်မှာလှုပ်ပြီးတော့မှစားသုံးသူတွေနဲ့စကားပြောဖို့အတွက်အခက်အခဲဖြစ်နေတဲ့သူတွေကိုဒီနေ့ဒီဗီဒီယိုလေးထဲမှာစီဗီယာငါအသုံးဝင်မဲ့ important English phrase လေးတွေကိုသင်ပြပေးမှာဖြစ်ပါတယ်ရှင် Today, I will teach you simple and important English phrase you can use in a restaurant. Let's start. Hello everyone, welcome to Learn with Syrian. Greeting customers. Welcome. Hello. How many people? Please have a seat. Number 1 မှာ greeting customers ပေါ့နော် customer နဲ့တွေ့တဲ့အခါမှာညီမတို့က welcome ကြိုဆိုပါတယ် Hello, how many people လို့ဘယ်နှယောက်ပါလဲရှင်နောက်တစ်ခုကကြတော့have a seat ဆိုတာကထိုင်ပါရှင်ဒီမှာထိုင်လို့ရပါတယ်အဲ့လိုပြောတဲ့စကားလေးတွေနဲ့စပြီးတော့ပြောလို့ရပါတယ် Taking orders. Are you ready to order? What would you like? Anything else? Number 2 taking order ပေါ့နော် order ကောက်တဲ့အခါမှာညီမတို့က Are you ready to order? order မှာဖို့အဆင်သင့်ဖြစ်ပြီလား What would you like? မင်းဘာကိုရချင်တယ်လဲဘာကိုလိုချင်တယ်လဲ Anything else ဆိုတာကကြတော့တခြားဘာများလိုချင်တယ်လဲအဲ့လိုမျိုးမေးတာပေါ့နော် While serving, here you are. Enjoy your meal. Please be careful. It's hot. နောက်တစ်ခုကညီမတို့ service လုပ်ပေးနေတဲ့အတော့အတွင်းမှာပေါ့နော် Here you are ဆိုတာဒီမှာပါမှားထားတဲ့ဟာရပါပြီဆိုတဲ့သဘောပြီးရင် Enjoy your meal ဆိုတာကကြတော့ကောင်းကောင်းစားပါပေါ့နော်မြန်မာလိုဆိုလို့ရှိရင်စားကောင်းပါစေအဲ့လိုမျိုးပြောတာနောက်တစ်ခုက Please be careful it's hot ဆိုတာက give side ပါဒါကပူတယ်နော်ဒီလိုမျိုးလေးပြောတာပါ Okay နောက်ထပ်ဗီဒီယိုလေးထဲမှာရှိရန်က customer complaint ဘယ်လိုဖြေရှင်းမလဲဆိုတာရယ်ပြီးရင် payment ငွေပေးချေမှုကိစ္စတွေကိုဘယ်လိုဆောင်ရွက်ရမလဲဆိုတာရယ်ပြီးရင် customer ပြန်သွားတဲ့အခါမှာဘယ်လိုကောင်းကောင်းနှုတ်ဆက်လိုက်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးကိုဆက်လက်စောင့်ကြည့်ပေးပါအောင်ရှင် Follow for more bye bye